origin နဲ့မျက်နှာနော်အစီတဝင်းဝင်းနဲ့အချိန်ကိုစောင့်နေတာဒီအချိန်ကိုစောင့်ပြီးတော့ကျွန်မကမင်းခက်ရှင်မလို့တနခါပေါင်တော့ပုတ်ပြမလို့ပြန်နေတဲ့မျက်နှာအစီပြန်နေတဲ့မျက်နှာပေါ့ကုံတော့မယ်နည်းနည်းလေးပဲရှိတော့တအိမ်လုံးတရားပဲလိမ့်တာဒီအစီပြန်နေတဲ့မျက်နှာကိုလေဘာမှလုပ်လို့မရဘာမှကိုလုပ်လို့မရဒီမှာကြည့်လိုက်ဒီမှာကြည့်လိုက်မဲနေဝင်းဝင်းလေးဖြစ်သွားမယ်အစီပြန်နေတိတ်တိတ်ကလေးဖြစ်သွားမယ်ဆိုတော့ပြကျင်လို့အစီပြန်နေတဲ့အချိန်ကိုစောင့်နေတာနော်တော့ရတယ်ဝယ်သုံးကြည့်20 gram တပူမှာ19,500ရေရက်ဆက်ဆက်တန်နဲ့ပတ်ဆက်ဆက်တန်နဲ့နှစ်မျိုးသုံးလို့ရရေဖြော်ပြီးတော့လိမ့်ချင်လေရတယ်ရေဖြော်လိမ့်ပြီးမှဟလိုလေးပုတ်လိုက်အဆင်ပြေတယ်ဒီမှာကြည့်လိုက်မဲနေတဲ့မျက်နှာကြီးဝင်းသွားတာကိုအော်စိတ်ရကောင်းနေနော်ဒီဘက်မှာအိမ်ဟာသေးဘူးဒီဘက်မှာလိမ့်ပြီးသွားတယ်မှာကြည့်လိုက်တူလားနော်ဟလိုလေးတဘာဝစစ်စစ်ကလေး foundation လေးဒါ foundation မပေါအောင်နော် foundation လိမ့်ပြီးမှလိမ့်ပိုးလို့တော့ဝင်းဝင်းညက်ကလေးဖြစ်သေးတယ်ဒီမှာကြည့်လိုက်အမအကုန်လိမ့်ပြမယ်ဒီမှာဒီလိုလေးဖြစ်သွားမယ်เนาะဒီမှာကြည့်ကုန်သွားပြီတပူးအစ်ထပ်ဖောက်ရမယ်20 gram တပူးကိုဒီလိုဘူးလေးနဲ့ပါမယ်တိုးဘက်ကလေးလည်းပါမယ်19,500အထုပ်လိုချင်တော့ထုပ်ကို9,000 5 gram ပဲပါမယ်เนาะကျိုးပြောပြထားတာเนาะအစမ်းသုံးကြည့်ခြင်းတော့5 gram 9,000တောင်သုံးတို့သုံးကြည့်ပြီးလို့ကြိုက်တယ်ဆိုရင်တော့ဘူးသာဝယ်သုံးဘူးကเนาะအလေးလွတ်လဲသက်သာတယ်တိုးဘက်ကလေးလည်းပါတော့အဆင်ပြေတယ်ဒါနည်းနည်းလေးပဲလိမ့်ရတယ်အများကြီးမလိမ့်ရသေးဘူးဒီမှာတော့ကုန်ပါပြီတပူးအစ်ထပ်ပေါက်မယ်ဖောက်တဲ့ချိန်တိုင်းပြပါနော်အများကြီးပါအဲ့လိုဝင်းလေးညက်ကလေးကိုရပါမယ်များလေးဝင်းညက်ရှင်များလေးလိမ့်ခပ်ပပလေးပဲလိမ့်ချင်တယ်ဆိုခပ်ပပလေးပဲလိမ့်တပူးကို19,500ဖုန်းနံပါတ်398353လေးကိုခွန်6 3ဆက်ပြီးတော့မှာပါ no effect no light ပဲเนาะတဘာဝအတိုင်းပဲရိုက်ထားတာ okay